3 နှစ်အောက်ကလေးလေးတွေကို sex education နဲ့ပတ်သက်ပြီးတော့သိသင့်သိထိုက်ပြောသင့်ပြောထိုက်တဲ့အရာလေးတွေကိုဒီဗီဒီယိုမှာကျွန်မပြောသွားပါမယ်။လိင်ပညာပေးလို့ပြောလိုက်လို့ရှိရင်ကျမတို့နိုင်ငံကလူကြီးတော်တော်များများကအမြင်မှာရိုင်းနေဒါတွေကခလိမသိသင်သေးတဲ့အရာတွေကိုသင်ပေးကြတယ်လို့ထင်တတ်ကြပါတယ်။အမှန်တကယ်ကတော့လိင်ဆိုတာကယောက်ျားလိင်မိန်းမလိင်ပေါ့ကိုပြောတာပါမိမယောက်ျားလေးတွေရဲ့ကိုယ်ခန္ဓာမှာရှိရဲ့မျက်စိတွေလက်တွေပါးစပ်တွေလိုမျိုးပဲခလေးလေးတွေကကိုယ်ခန္ဓာမှာယောက်ျားနဲ့မိန်းမနဲ့သဘောတဘာဝမတူဘူးဒီလိုအရာလေးတွေကိုခလေးသိအောင်သိတဲ့တလောက်ပြောပြပေးတာကိုပဲဒါကို sex education လို့ခေါ်တယ်လိင်ပညာပေးလို့ခေါ်တာဖြစ်ပါတယ်ယောက်ျားနဲ့မိန်းမတနစ်ကနေ3နှစ်အရွယ်ကလေးလေးတွေဟာအင်မတန်မှစူးစမ်းတက်လာကြပါပြီအိမ်မှာမေမေရှိတယ်ဖေဖေရှိတယ်မေမေနဲ့ဖေဖေကမတူဘူးမေမေကမိန်းကလေးဖေဖေကယောက်ျားလေးမတူဘူးအဲ့လိုပဲတတကယောက်ျားကလေးညီမလေးကမိန်းကလေးမတူဘူးဆိုတာကိုကလေးလေးတွေကိုပြောပြရပါမယ်ယောက်ျားကလေးနဲ့မိန်းကလေးမှာဘယ်လိုအရာတွေမတူလဲကလေးရဲ့ကိုယ်ခန္ဓာမှာပါတဲ့လက်ခြေထောက်မျက်လုံးပါးစပ်လိုပဲသူတို့ကိုယ်ခန္ဓာမှာရှိတဲ့မိန်းကလေးအစိတ်ပိုင်းယောက်ျားလေးတွေအစိတ်ပိုင်းတွေရဲ့နာမည်ကိုပြောပြပေးရပါမယ်တတမှာမျက်လုံးလေးရှိတယ်ညီမလေးမှာလည်းမျက်လုံးလေးရှိတယ်မျက်လုံးလေးကဘာလို့ရမလဲမျက်လုံးလေးကကြည့်လို့ရတယ်ဟောတတမှာနေရွယ်လေးရှိတယ်မိမိမှာလည်းနေရွယ်ရှိတယ်ဖေဖေမှာလည်းနေရွယ်ရှိတယ်ဘာလဲဆိုလို့ရှိရင်တတရဲ့နေရွက်ကလေးတွေကဘာလှုပ်လဲနားထောင်နေအလုပ်လုပ်တယ်ဟုတ်ပြီတတလေးရဲ့ပါးစပ်ကောင်ကောသမီးလေးရဲ့ပါးစပ်ကောင်ဘာလုပ်လဲစကားပြောတဲ့အလုပ်လုပ်တယ်အစာစားတဲ့အလုပ်လုပ်တယ်တတရဲ့ခြေထောက်ကလေးကဘာလုပ်လဲခြေထောက်ကလမ်းလျှောက်တယ်လက်ကလေးတွေကဘာလုပ်လဲစာရေးတယ်ပြီးတော့လက်ကလေးတွေကတခုခုကိုကိုင်းနေထမင်းစားတဲ့အခါမှာလက်ကလေးကိုသုံးနေဒီလိုပဲခန္ဓာကိုယ်မှာပစ္စည်းတိုင်းဟာသူတို့လုပ်တဲ့အလုပ်ကလေးတွေရှိရဆိုတဲ့အကြောင်းကိုနံပါတ်1ကလေးလေးကိုပြောပြပါမယ်မိန်းကလေးရောယောက်ျားလေးရောအတူတူပဲဒီလိုပဲတတတို့ပါဇက်ကနေစားလိုက်တဲ့အစာတွေကဘယ်ကိုရောက်သွားလဲဆိုလို့ရှိရင်ဗိုက်ထဲမှာအစာအိမ်ထဲကိုရောက်သွားတယ်ဗိုက်ထဲမှာအစာအိမ်ရှိတယ်ဒီလိုပဲတောက်လိုက်တဲ့ရေလေးတွေကလည်းဘယ်ကိုရောက်သွားလဲဆိုလို့ရှိရင်ရေတွေနေတဲ့ရေတွေကဘယ်ထဲကိုရောက်လဲဆိုလို့ရှိရင်ဗိုက်ထဲကိုရောက်သွားတယ်အဲ့ဗိုက်ထဲမှာရှိရဲ့ရေတွေအစာတွေကိုဘာလုပ်လဲဆိုလို့ရှိရင်တတတို့ခန္ဓာကိုယ်ကြီးကတဖြည်းဖြည်းအစာတွေရေတွေကိုရားတဲ့အတွက်ကြောင့်ကြီးလာတယ်ဟောတတအိမ်မှာမိဖို့ကြောင့်လဲမှာဘာရှိလဲဆိုရင်အမိုက်ပုံးကလေးရှိတယ်အဲ့အမိုက်ပုံးကလေးကဘာလုပ်လဲဆိုရင်မိဖို့ကြောင့်လဲမလိုတဲ့နေရာကိုလဲစွန့်ပစ်တယ်ဒီလိုပဲတတတို့မေမေတို့ဖေဖေတို့အကုန်လုံးရဲ့ဗိုက်ထဲမှာလဲအမိုက်ပုံးကြီးလိုပဲစွန့်ပစ်တယ်အမိုက်ပုံးကြီးရှိတယ်အဲ့အမိုက်ပုံးကဘာကြီးလဲဆိုလို့ရှိရင်စားထားတဲ့ထမင်းနေဟင်းနေအဖက်တွေကိုစွန့်လို့ရတဲ့အမိုက်ပုံးကြီးရှိရဲ့အဲ့လိုပဲအရေးတွေကိုစွန့်ပစ်ရတဲ့အမိုက်ပုံးရှိရဲ့အမိုက်တွေကိုစွန့်ပစ်တဲ့အမိုက်ပုံးကိုကြားတော့ဘာလို့ခေါ်လဲဆိုလို့ရှိရင်အိမ်ရှူရှူအိမ်ပေါ့ဒီလိုအရာလေးကိုကလေးနားလေစကလုံးလေးနဲ့အစာဟောင်းအိမ်နဲ့ကြောက်ကတ်တို့ကိုဘာလို့ရမလဲဆိုလို့ရှိရင်ပြောပြစီးအိမ်တို့ပြောပြရပါမယ်ပြောပြပြီးလို့ရှိရင်အဲ့အမိုက်ပုံးတွေကိုစွန့်ပစ်လို့ရတဲ့ပစ္စည်းလေးတွေရှိရဲ့စွန့်ပစ်လို့ရတဲ့နေရာလေးတွေရှိရဲ့ပြီးရင်ဘာလုပ်လဲဆိုလို့ရှိရင်မိမိတို့အိမ်ကအမိုက်ပုံးကိုအမိုက်တွေကိုအမိုက်ကိုင်းလာရင်စွန့်ပစ်တယ်လို့ပဲမိမိတို့ကလေဗိုက်ထဲမှာရှိရဲ့အရာတွေအိမ်သားထဲမှာသွားစွန့်ပစ်တယ်အိမ်သားထဲစွန့်ပစ်လို့ရှူရှူပေါက်တဲ့နေရာတီးတန့်ရှိရဲ့အရေတက်အဖက်တက်ထွက်တယ်ရှူရှူပေါက်တဲ့နေရာကိုလည်းရှိရဲ့မိန်းကလေးမှာလည်းရှူရှူပေါက်တဲ့နေရာရှိတယ်ယောက်ျားစီလေးတွေမှာလည်းရှူရှူပေါက်တဲ့နေရာရှိတယ်ဒါပေမဲ့မိန်းကလေးနဲ့ယောက်ျားလေးတွေမှာရှူရှူပေါက်တဲ့နေရာတွေမတူကြဘူးဘာကြောင့်မတူကြဘူးလဲဆိုလို့ရှိရင်မိန်းကလေးတွေမှာယောက်ျားလေးတွေနဲ့မတူတဲ့နေရာလေးတစ်ခုအပူပါလာတယ်ဒါပါလဲဆိုတတလေးမမေပိုက်ထဲကိုမမွေးခင်တုန်းကတတလေးတွေတမီးလေးမမေပိုက်ထဲကိုမမွေးခင်တုန်းမမေအပြင်မှာမမွေးခင်တုန်းကမမေပိုက်ထဲမှာအကြာကြီးနေခဲ့ရတယ်ခလေးလေးတွေနေတဲ့အိမ်ကိုဘာအိမ်လို့ခေါ်လဲဆိုလို့ရှိရင်တားအိမ်လို့ခေါ်တယ်ခလေးလေးနေတဲ့အိမ်ကဖေဖေစီမှာမရှိဘူးမမေစီမှာပဲရှိရတတမီမီလေးတွေနေတဲ့အိမ်မို့လို့တားအိမ်လို့ခေါ်တယ်မိန်းကလေးတွေမှာအဲ့တားအိမ်လေးအပူပါလာတယ်အဲ့အတွက်ကြောင့်မိန်းကလေးတွေရှူရှူပေါက်တဲ့နေရာနဲ့ယောက်ျားလေးတွေရှူရှူပေါက်တဲ့နေရာကမတူဘူးဆိုတာလေးကိုကလေးလေးပြောပြကြရပါမယ်ဒါပေမဲ့ယောက်ျားလေးမှလည်းလုပ်တဲ့အလုပ်ကတော့အားလုံးတူတူပဲမိန်းကလေးတွေကအီပါတယ်ယောက်ျားလေးတွေလည်းအီပါတယ်မိန်းကလေးတွေရှူရှူပေါက်တယ်လို့ပဲယောက်ျားလေးတွေလည်းရှူရှူပေါက်တယ်အဲ့ဒီမတူတဲ့သဘာဝနှစ်ခုကိုကလေးကိုပြောပြရပါမယ်ဒီအတွက်ကြောင့်မတူတဲ့သဘာဝလို့ပဲဘာလဲဆိုတခါတလေမှာအများသုံးအိမ်သားတွေမှာဆိုလို့ရှိရင်
သဘောတဘာဝမတူသလိုပဲအိမ်သားလေးတွေမှာတချို့အိမ်မှာဆိုရင်တော့ယောက်ျားလေးရောမိန်းကလေးရောအိမ်သားတူတူသွားကြတယ်တချို့နေရာမှာဆိုလို့ရှိရင်တော့မတူတဲ့သဘောတဘာဝဖြစ်တဲ့အတွက်ကြောင့်ယောက်ျားလေးတီးတက်မိန်းကလေးတီးတက်ဘာလို့ကြလဲဆိုခွဲထားရေးဆိုတာမျိုးပြောပြရပါမယ်ခန္ဓာကိုယ်မှာအရေးကြီးတဲ့အင်္ဂါအစိတ်ပိုင်းများခန္ဓာကိုယ်ရဲ့အရေးကြီးအင်္ဂါအစိတ်ပိုင်းတွေကဘယ်ညာကြီးလဲဆိုလို့ရှိရင်အားလုံးကအရေးကြီးရဲ့သို့တော်ညာလေးပဲမျက်လုံးလေးတွေကထိခိုက်ခံလို့မရဘူးမျက်လုံးလေးတွေကိုလက်ကြီးနဲ့ထိုးမယ်ဆိုရင်မျက်လုံးမှာဖြစ်လည်းမမြင်ရတော့ဘူးနားပေါက်ထဲကိုလည်းလက်အပါဝင်တခြားပစ္စည်းမှမထိုးရဘူးပါးစပ်ထဲကိုလည်းလက်ညှိညစ်ပတ်တွေနဲ့ပါးစပ်ထဲကိုကိုက်မယ်ဘောပင်တွေကိုက်မယ်ဆိုရင်ယောဂပိုးမွားတွေကပါးစပ်ထဲကနေတဆင့်ဗိုက်ထဲကိုဝင်သွားမယ်အပြင်ကယောဂပိုးမွားတွေဝင်လို့ရတဲ့အပေါက်တွေကဘာတွေရှိလဲဆိုရင်မျက်စိပေါက်ရှိရယ်နားပေါက်ရှိရယ်ပါးစပ်ပေါက်ရှိရယ်အဲ့လိုအီးပါတဲ့အပေါက်ရှိရယ်ရှူရှူပေါက်တဲ့အပေါက်ရှိရယ်အဲ့လိုအရာတွေကလေကိုလက်ညှိညစ်ပတ်တွေနဲ့ကိုလည်းမကန်ရဘူးသူများကိုလည်းပေးမကန်ရဘူးဆိုတာပြောပြရပါမယ်ပြီးတော့အီးရရှူရှူတွေပေါက်တဲ့နေရာတွေကညစ်ပတ်တဲ့ပစ္စည်းတွေစွန့်ထုတ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုနေရာမျိုးတွေကသူများတွေမြင်စရာမလိုဘူးအီးရရှူရှူတွေကိုကမပွေးနေဘူးနန်းနေမလားနန်းတဲ့အတွက်ကြောင့်မလို့အိမ်သားထဲမှာထားသလိုပဲအိမ်သားထဲမှာစွန့်ပြရသလိုပဲတမိမိတို့ရဲ့ရှူပါအီးပေါက်တဲ့နေရာလေးတွေကိုလည်းအများကိုပြလို့မရဘူးသူများကိုပြလို့မရဘူးကုလက်ညစ်ပတ်ကြီးရင်နဲ့မျက်စိတွေနားတွေပါးစပ်တွေကိုကင်လို့မရသလိုပဲအီးပါရှူရှူပေါက်တဲ့နေရာကိုလည်းဘာမလုပ်ရဘူးလေမကင်ရဘူးဆိုတာကိုကလေးလေးတွေကိုနားလည်အောင်ရှင်းပြရပါမယ်ဒါလောက်ဆိုလို့ရှိရင်တော့ကလေးလေးတွေကိုကျမတို့ကပြန်ပြီးတော့သူတို့နဲ့ပြောပြလို့ရပါတယ်မိန်းကလေးနဲ့ယောက်ျားလေးတွေမှာရှူရှူပေါက်တဲ့နေရာတွေမတူဘူးအဲ့နေရာတွေကကိုဖတ်တာကိုပဲမလုပ်ရမလဲဆိုလို့ရှိရင်တန်ရှင်းလုပ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းလက်ညစ်ပတ်ကြီးနဲ့တန်ရှင်းမလုပ်ရဘူးသူများကိုလည်းသူများရဲ့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်သူများရဲ့ရှူရှူပေါက်လေးနေရအီးပိုင်နေရပတ်ကင်လို့မရဘူးကိုယ်လည်းလာကင်လို့မရဘူးဒီလိုပဲကိုယ့်ရဲ့မျက်စိကိုလည်းသူများတွေလာကင်ခိုင်းလို့မရကိုယ့်ရဲ့နားပေါက်ထဲကိုလည်းသူများလာထိုးထိလို့မရဘူးကိုယ့်ရဲ့ပါးစပ်ပေါက်ထဲကိုလည်းသူများလက်ကြီးနဲ့လာထိုးထိလို့မရဘူးဒီလိုပဲတခြားလူရဲ့ရှူရှူပေါက်တဲ့နေရာတွေကိုလည်းကိုယ့်လက်ကြီးနဲ့သွားကင်လို့မရဘူးကိုယ့်ရဲ့ရှူရှူပေါက်တဲ့နေရာကိုလည်းတခြားလူလာကင်လို့မရဘူးဆိုတာမျိုးလောက်ကိုပဲပြောပြနိုင်မယ်ဆိုလို့ရှိရင်တော့ကလေးတွေ sex education လို့ခေါ်တဲ့လိင်ပညာပေးရာ3နှစ်အောက်မှာလုံလောက်ပါပြီဒီတော့သူများလာကင်မယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲတတိယအဆင့်ပေါ့နော်ကိုမဟုတ်ဖ ೇನೆ တခြားလူကလာကင်မယ်ဆိုလို့ရှိရင်မေမေလည်းအကြောင်းမရှိဘဲနဲ့ကင်လို့မရဘူးဖေဖေလည်းအကြောင်းမရှိဘဲကင်လို့မရဘူးလာကင်ပြီဆိုလို့ရှိရင်မကြိုက်ဘူးလို့အကျိအော်ရမယ်ပြီးရင်ဘာလုပ်ရမလဲဆိုလို့ရှိရင်ထွက်ပြေးရမယ်အတန်ကျိန်းနဲ့မကင်နဲ့လို့အော်ရမယ်ဆိုတာမျိုးကိုကလေးလေးကိုသင်ပေးရပါမယ်ဒါလို့ဆိုရင်ဖြင့်3နှစ်အောင် sex education အတွက်လုံလောက်ပါပြီရှင်